လက်ထပ်ဖို့ဆိုတာယောက်ျားတွေတော့အရင်စဉ်းစားတယ်။မိန်းကလေးတွေကကြတော့ဘယ်လိုစဉ်းစားလဲဆိုတော့အသက်အရွယ်တစ်ခုလို့သိရမလားကလေးမွေးမယ်တို့အဲ့လိုမျိုးပေါ့တက်တော်ကြီးမတက်တော်ကြီးစဉ်းစားရတယ်။ယောက်ျားတွေကသူတို့မယူချင်ဘူးဆိုလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲယောက်ျားတခြားကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းတွေနဲ့ဘာမှထိုင်ပြီးတော့အရက်တောက်မိလဲအပြစ်ဖြစ်တယ်။ဘာမှမလုပ်လဲအပြစ်ဖြစ်တယ်။ဘာမှမလုပ်ပေမဲ့လည်းသူတို့ရဲ့ brain level မှာကိုကမကောင်းတဲ့လူဖြစ်ကိုဖြစ်နေတာ။ဘာလဲဆိုတော့အချစ်မရှိကြဘူး။အရင် strong ဖြစ်တဲ့ယောက်ျားတွေကကြတော့တကယ်ဖြစ်လို့ရှိရင်သူတို့ကအဲ့လိုမျိုးလဲခွဲဖြစ်နွားဖြစ်ကျွဲဖြစ်အကုန်ချစ်တာ။ဘာလို့အဲ့ရဲ့ဟာတခုကိုပဲ focus ထားပြီးတော့သူချစ်တဲ့မိန်းကလေးတယောက်ကိုဘောမှာပြည့်စုံအောင်ထားမယ်ကောင်းမွန်အောင်ထားမယ်ဆိုတော့ဘယ်ပန်ဝင်းချင်မှဟိုမကြည့်ဘဲနဲ့ချစ်တာ။အဲ့လိုမျိုးတွေပတ်ဝန်းကျင်မှာအများကြီးမြင်ရတာပေါ့နော်ဆိုတဲ့ခါကျတော့အားကြလာမယ်တော့မနေ့မျိုးအားမကြပါဘူးအားမကြဘာလို့ဆိုတော့အားမကြဘူးဒါပေမဲ့သူတို့ဘဝလေးအဆင်ပြေသွားတာဝမ်းသာပါစွမ်းစားရှိပြီးတော့ရှာနိုင်ဖွေနိုင်တဲ့ယောက်ျားတွေကမိန်းကလေးတယောက်ကိုရွေးချယ်တဲ့နေရာမှာဘယ်လိုခေါ်မလဲအုံနောက်သုံးပါတယ်မသုံးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဟာသူအချစ်တစ်ခုတည်းကိုပဲ focus စားရွေးချယ်ရလားဒါမှမဟုတ်လို့ရှိရင်ပေါ့နော်ဟိုဘယ်လိုလဲတိတ်ခါပေါ့နော်ပတ်ဝန်းကျင်တို့တိတ်ခါတို့သိရမလားအဲ့လိုမျိုးမျိုးရိုးတို့အဲ့ဒါမျိုးကြည့်ပြီးတော့ပဲရွေးချယ်လာလို့ဘယ်ဟာရာခိုင်နှုန်းများလဲဆိုတာပေါ့မူတည်တယ်အဲ့ဒီပုံမှာမူတည်ပြက်ခါအသက်ရွယ်ပိုင်းခြားရမူတည်တာပေါ့ငယ်တဲ့လူကတော့ choice များပါတယ်ဟိုအသက်ကြီးတဲ့လူတွေကရွေးချယ်ခွင့်နဲ့ချင့်ဆင်းရပါဒါပေမဲ့အသက်ကြီးတဲ့လူတွေမှာပတ်စံရှာနိုင်တဲ့အနေထားဟိုပါဝါများတဲ့တခြားဟာတွေများတယ်ဆိုရင်သူတို့လည်းရှင်းအသက်ကြီးမှထင်ရမြင်ရလုပ်တဲ့လူတွေလည်းရှိပါတယ်နော်ကောင်းပါတယ်တယောက်တစ်မျိုးစောက်ထိုးပေါ့